ရုပ်ရှင်တရုပ်ဆောင်ထူးရုတ်တရက်ကွယ်လွန်သွားတဲ့အကြောင်းပြောပြပေးပါမယ်။ယောက်ျားကောင်းအတောင်20စကားနဲ့အကယ်ဒမီစကားတင်စရင်ဝင်ခဲ့သူတရုတ်ဆောင်ထူးဟာမတ်လ10ရက်နေ့မနက်6နာရီမှာကားအက်ဆီဒန့်ကြောင့်ကွယ်လွန်သွားတယ်လို့သိရပါတယ်။ထူးရဲ့ Facebook အကောင့်ဖြစ်တဲ့ထူး NK ကနေထူးအသက်မရှိတော့ဘူးလို့ရေးသားဖော်ပြလာပါတယ်။ထူးဟာဖြူရောင်တက္ကရာရုပ်ရှင်ကားမှာထူးစော်အဖြစ်မဲချိုဇလန်းတွဲမှာအောင်ကြီးဖြစ်ပါဝင်ခဲ့ပြီးပရိသတ်တွေကအတိအမှတ်ပြုအားပေးကြတဲ့သူလည်းဖြစ်ပါတယ်။ကလေးတရုတ်ဆောင်ဘဝနဲ့စကားများစွာရိုက်ကူးခဲ့ရပြီးအခုလူကြီးတရုတ်ဆောင်အနေနဲ့လည်းပရိသတ်တွေရဲ့အားပေးမှုကိုရရှိခဲ့သူဖြစ်ပါတယ်။ရုပ်ရှင်တရုတ်ဆောင်ဖုံးရှင်ခန့်ကတော့စိတ်ထားကောင်းတဲ့ညီလေးပျော်ပျော်နေတတ်တဲ့ညီလေးအားလုံးရဲ့ဝေးရာကိုထွက်သွားခဲ့ပြီးထူးကောင်းရာဘုံဘဝရောက်ရှိမယ်ဆိုတာယုံကြည်တယ်မိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်လို့ရေးသားလာပါတယ်။ရုပ်ရှင်တရုတ်ဆောင်သားပြေးကလည်းစိတ်တွေမကောင်းဘူးကွာကြားရတာငါညီလေးလို့ရေးသားထားပါတယ်။လုံးဝမထင်ထားဘူးမောင်လေးရဲ့နောက်နေတာဖြစ်ပါစေလို့အမဆုတောင်းခဲ့တာမပြီးခဲ့ဘူးဟာမယုံနိုင်ဘူးဟာကောင်းမွန်ရာဘုံဘဝကိုရောက်ပါစေလို့ဆုတောင်းပါတယ်။စတဲ့ဆုတောင်းစကားတွေတရုတ်ဆောင်ထူးရဲ့ Facebook အကောင့်ကိုတက်လုပ်ပြီးဆုတောင်းစကားတချို့ရေးနေကြပါပြီ။ရွှေမတိုင်မီကွယ်လွန်ခဲ့တဲ့ထူးအတွက်ပရိသတ်နဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။